မင်္ဂလာပါကျွန်တော်အနေနဲ့စံ960ပြီးတောင်းလို့ရှိရင်90မှာတောင်းပါဆော့အောင်နေရဆိုရင်လေးလိုက်ရှင်အဲဒီကနေမှာကျွန်တော် body transformation လေးကိုကျွန်တော်အခုဗီဒီယိုလေးမှာကျွန်တော်ပြမယ်လောလောဆယ်မှာဆိုတော့ဥသွားဆွဲမယ်ဥဆွဲရတဲ့လိုက်ကြည့်လို့ရိုက်တော့မယ်လေးလာတွေကျွန်တော် body transformation လေးတစ်ချက်ကြည့်ပြီးတော့သူလည်းရှိတော့လေးလာတွေဆော်ရတယ်ပေါ့ဘိုက်ကတော့အဲ့လောက်ရှိသေးဘူးအားရတဲ့